စနေပညာဘာသာရဲ့ဝါသနာပါသူညီကိုမောင်နှမပေါင်းမင်္ဂလာပါကျွန်တော်ခုသင်ပြပေးမယ့်သင်ခန်းစာကပီတာကလတ်ငယ်ကျိုးရဲ့သင်ခန်းစာနံပါတ်2ဖြစ်ပါတယ်သင်ခန်းစာနံပါတ်2မသွားခင်မှာရှေ့ကပီတာကိုကျွန်တော်ဘယ်လိုတီးခဲ့လဲဆိုတာလေးကိုပြန်သွားကြည့်မယ်စီးနေဝါကစပါတယ်နော်ဒီလိုသွားထားတာဖြစ်ပါတယ်ဒီလိုသွားထားတဲ့ left position ကနေပြီးတော့ကျွန်တော်တို့တီတာရဲ့နောက်ကတီတာမြတာကြာငါပါဆိုတဲ့အနေထားကနေပြီးတော့ကန်နာဆိုတာလေးကိုရှေ့ဆက်မှာဖြစ်တယ်အဲ့ဒါဘာတီးရလဲဆိုတော့ကန်နာဒီလိုတီးလိုက်မှာဖြစ်တယ်ကန်နာဝန်းကျင်ဝေးသေးမှပြောခြင်းဝေးဒါလေးကိုတော့မှဖြစ်ပါတယ်အဲ့တော့ဘာတွေတီးတော့တာလဲဆိုတော့ကြည့်ပါမယ်ကန်နာ6ပေါက်ညာဘက်လက်ကလေးပါ6ပေါက်ပြီးရင်ဘဲဘက်လက်ညှိုးက4ပေါက်ဒီလိုဖြစ်ပါတယ်အဲ့ဒါကိုညာဘဲလို့ဒီမှာဖြစ်တယ်ညာဘဲဒုတိယညာဘဲကလက်ညှိုး9တန်းမှရှိပါတယ်ညာဘဲဖြစ်ပါတယ်အဲ့တော့ကန်နာဒီလိုဖြစ်တော့ပါတယ်အဲ့ဒါလေးပြီးရင်ရှေ့ဆက်မယ်ဝန်းကျင်ဒီလိုသွားလိုက်တာဖြစ်တယ်ဒီလိုလေးပါဝန်းကျင်ကဒလူပုံစံလေးပေါ့နေရာတော့မတူဘူးဒလူပုံစံပါပဲဒလူဒါလေးတီးဦးပါတယ်နော်အဲ့တော့ဒါလေးကဒလူတည်ပြီလက်ကလေးဘယ်ဘက်လက်ကလေးက9ပေါက်ကိုထောက်တယ်ဒီလိုဖြစ်ပါတယ်ပြီးရင်ညာဘက်လက်မနေရာကိုဘယ်ဘက်လက်မလေးကနေရာယူလိုက်မယ်အစားထိုးလိုက်မယ်ညာဘက်လက်မလေးကရှောင်းပေးလိုက်မှာပေါ့ဒီလိုဖြစ်သွားပါတယ်နော်စုံရက်လိုက်တာပါညာဘက်လက်တကြွယ်9ပေါက်ဘယ်ဘက်လက်မ2ပေါက်စုံရက်လိုက်တာဖြစ်တယ်ပြန်ကြည့်ပါဦးပြီးရင်ဒါလေးပြန်ပိတ်ပေးမယ်ဘယ်ဘက်လက်ကလေး9ပေါက်ကိုပြန်ပိတ်လိုက်တာဖြစ်တယ်ဒီလိုပိတ်တာဖြစ်တယ်နော်အဲ့တော့ဇုံဘဲဆိုတဲ့နေရာလေးဒီမှာဒီဟာလေးကိုဇုံပြီးရင်ဘယ်ဘက်ကပိတ်တယ်အဲ့ဇုံဘဲကို2ခါပြန်တီးရဖြစ်တယ်ဇုံဘဲအဲ့တော့ပြန်ကြည့်ပါဦးဒီလိုဖြစ်ပါတယ်အဲ့တော့ပြန်ကြည့်ပါဦးပြီးရင်ရှေ့ဆက်မယ်ဒီလိုလေးတော့မှဖြစ်တယ်သေးကပါလဲဆိုတော့လက်ညှိုးလက်တန်းပြီးရင်လက်ညှိုး2ချောင်းဇုံလူရီရဖြစ်တယ်ရှက်ဆက်အကုန်လုံးစုပေါင်းပြီးတီးကြည့်မယ်ဒီလိုဖြစ်တော့မှဖြစ်ပါတယ်အဲ့တော့ကန်နာကနေဒီထိရောက်အောင်ကျွန်တော်ပြန်တီးကြည့်မယ်ကန်နာဝန်းကျင်ဝေးသေးလို့ဖြစ်တော့မှဖြစ်ပါတယ်အဲ့ဒါပြီးရင်သဲလေသည့်မှပျော်ခြင်းပွဲဆိုတဲ့နေရာလေးတီးမှဖြစ်တယ်ပြန်ကြည့်ပါဦးကန်နာဝန်းကျင်ဝေးသေးလေသည့်ကြတော့သဲကခုနကတီးခဲ့ဘူးတယ်သဲဒါပဲပေါ့သဲလေးလာပြီသ
တဲလေးတီမှဟောတရံတီးလိုက်တာဖြစ်တယ်တဲလေးတဲကလက်ညှိုးလက်သန်းစုံလေးပေါက်စုံပါနော်တဲလေးဒါကြတော့လေးတဲလေးဟောလေးကြတော့လက်တကြွယ်နဲ့လက်မညာဘက်လက်တကြွယ်5ပေါက်ဘယ်ဘက်လက်မ2ပေါက်စုံပါအဲ့တော့တဲလေးဒီလိုဖြစ်သွားတယ်တဲလေးတိမှဟောတရံဖြစ်တယ်တီးဘူးပါတယ်တရံခါတိုင်းတီးကြတရံကတော့လက်မနဲ့တီးတာဖြစ်တယ်အခုတော့လက်ကလေးနဲ့တီးတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ leg position ဒီအောက်တီကနေပြီးတော့လက်တီကိုနေရာမရွှေ့ခြင်းတဲ့အတွက်ဒီတိုင်းပဲတီးတာဖြစ်တယ်ရွှေ့ဖို့လည်းမလိုဘူးဒါကြောင့်တရံလုပ်တယ်တရံပြန်ကြည့်ပါဦးတဲလေးနော်လာပြီတဲလေးတီမှတခါရှေ့ဆက်မယ်ပြောခြင်းကလက်ညှိုးနှချောင်းစုံဖြစ်ပါတယ်ပြီးရင်တရံပြန်ရိုက်တယ်တရံဒီလိုဖြစ်ပါတယ်တရံကပါလေလက်ညှိုးနှချောင်းစုံမှာ9တန်4ပေါက်တရံဒီလိုပြန်တီးတာဖြစ်တယ်အဲ့တော့ဒါလေးပြီးရင်နောက်မှာတန်မိတ်ထုမှာဖြစ်တယ်တရံတေးပြီးပြောင်းတေးပြီးကရိုက်ဖူးတယ်ညာဘက်လက်တန်4ပေါက်ဘယ်ဘက်လက်ကလေး5ပေါက်အဲ့ဒါတေးပြီးရိုက်မှာဖြစ်တယ်တေးပြီးပြောင်းနော်တေးပြီးရိုက်လိုက်တယ်တေးပြီးပြီးရင်တေးပြီးပြောင်းကပါလေဆိုတော့ညာဘက်လက်တကြွယ်5ပေါက်ဘယ်ဘက်လက်မှာ2ပေါက်ပြောင်းခွဲထွက်သွားမယ်ဒါပဲပြောင်းဘူးဘန်ပြောင်းအဲ့တော့ဒါလေးက5ပေါက်လက်ညှိုးလက်သန်းကတော့2ပေါက်ကိုလှမ်းထောက်တယ်ဒါလေးပြန်ပိတ်တာဖြစ်တယ်အဲ့တော့သင်ခန်းစာကဒီနေ့သင်ခန်းစာဒီအထိပဲဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့တစ်စင်ချင်းရှင်းပြပြီးမယ်တစ်စင်ချင်းဖြည်းဖြည်းချင်းတီးပြပြီးပါမယ်နော်ကန္နာဝန်းကျင်ထိတီးမယ်ကန္နာဝန်းကျင်ဝေးဒီထိတစ်ဆင့်မှတ်မယ်အဲ့ဒါပြီးရင်တဲလေးတီမှပြောခြင်းဘွယ်ဒါတစ်ပိုင်းပိုက်ပြီးတော့အကျင့်ပါပြန်ကြည့်ပါဦးဒါပဲဖြစ်ပါတယ်ပြန်ကြည့်ပါဦးဒါကိုနှစ်ခေါက်တီးလိုက်မှာပေါ့ဖြည်းဖြည်းမှန်လေ့ကျင့်ကြည့်လိုက်ပါဦး